အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နှုတ်ဆက်ပါတော့မယ်ဘာလဲဆိုတော့ဗီဒီယိုဆက်တင်ဒါပေမဲ့ပြောချင်တာကနော်ဒီ channel မှာ2နှစ်ပဲခံဖို့များနော်ဆိုကျွန်တော်3တန်းပဲရှိတယ်5တန်းရောက်ကျွန်တော်ဟုတ်ကြောင်လက်တော့စယူရအဲ့တော့ကျွန်တော်ကလက်တော့ယူခဲ့မယ်လက်တော့ယူပြီးတော့ကျွန်တော်ဗီဒီယိုရိုက်လို့ရပါအဲ့တော့နောက်တစ်ခုကကြတော့နော်အဲ့ channel မှာနာမည်က The Blue Ball ပဲဖြစ်ပါပြောရမယ်ဆိုညီမလိုဘာသာပြန်ကတုံးပြာကြီးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဂူချီလို့မခေါ်တဲ့ရင်ကတုံးပြာကြီးလို့ခေါ်လို့ရပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုတူတူလေးရနေပြီးတော့နှုတ်ဆက်ပါတယ်အားလုံးပဲဘိုင်းဘိုင်းနောက်ထပ်ဗီဒီယိုပြန်လေးတွေ့မယ်